အလှပြင်လို့ပြီးသွားတဲ့ချိန်မှာမောက်မင်္ဂလာခမ်းမစီကိုသွားခဲ့ပါတယ်မနေ့၈နာရီခမ်းမကိုရောက်တော့ကျမမှာအသိဆိုလို့တို့သားအပြင်မရှိဘူးလေခမ်းမအပြင်မှာရောင်းလဲလဲဖြစ်နေချိန်မှာပဲခွန်ဘယ်တော့မှမိထားလို့မရတဲ့မောက်ရဲ့တင်ငိမ်တဲ့လေတံခမ်းမလေးကိုအခုချိန်ထိအယိုးထဲဆွဲပြီးတော့မှတ်မိနေတော့မယ်မောင်ဟိုမဟုတ်သေးပါဘူးကိုထက်နိုင်လင်းလို့ပဲခေါ်ရမယ်နော်ရပါတယ်ခွန်အဆင်ပြေတယ်လို့ခေါ်ပါခွန်တကယ်ရောက်လာခဲ့တာပဲလာလေးခွန်ဒီဘက်ကိုဟုတ်ကဲ့ကျမကိုသူကိုယ်တိုင်ပဲနေရာပေးခဲ့တယ်ခဏကြာတော့သူ့တို့သမီးနဲ့ခွန်ကိုမိတ်ဆက်ပေးခဲ့ပါတယ်တို့သမီးစင်းတဲ့မိုးကိုမြင်တော့သူကကျမနဲ့တိတ်တူတာပဲရုပ်ချင်းတအားဆင်လို့သူရောကျမပါအားသိခဲ့ရပါတယ်ကျမစိတ်ထဲကြည်လဲကြည်နိုးမိတယ်မောင်ကကျမကိုသာလက်မထက်ချင်ခဲ့တာကျမနဲ့သူရဲ့သူကိုကြတမီးရေးချေသားခဲ့တယ်ကျမမောင်ကိုမေးစရာတခုရှိလာပါတော့တယ်မင်္ဂလာချိန်ရောက်တော့မောင်ကစိမ့်လည်မှုရဲ့လက်ကိုတွဲပြီးတော့ပြုံးပျော်နေတာကိုကျမအဝေးတနေရာကနေငေးကြည့်ပြီးမျက်ရည်တွေကျနေခဲ့ရတယ်ကျလာတဲ့မျက်ရည်တွေကိုခက်မြန်မြန်တုပ်ပြီးမောင်ပြုံးနေတာကိုဘယ်စိတ်နဲ့မှဖြည့်သွေးပြီးစက်မကြည့်နိုင်တော့လောက်အောင်ခံနိုင်ရင်မရှိတော့တာမို့ခမ်းမနေကနေပြေးထွက်လာပြီးတော့ကားသမားကို3000မို့ပြည့်အောင်ဘယ်မောင်းမအောင်ဆိုပြီးတော့ပြောခဲ့လိုက်တယ်ကားထဲမှာတော့ရှင်ကွဲမတန့်ကိုနေခဲ့မိတယ်ခွန်ကိုလိုက်ရှာကြည့်တော့မတွေ့တော့တာနဲ့အပြင်ထွက်ရှာမိတယ်အပြင်မှာလည်းမတွေ့တော့ခမ်းမလည်းပြောင်းဝင်လာပြီးတော့ခွန်ထိုင်နေခဲ့တဲ့နေရာကိုပြန်လာကြည့်လိုက်တယ်စာရွက်ခေါက်လေးတစ်ခုနဲ့ဒေစီပန်းလေးသုံးဝက်တင်ထားခဲ့တာကိုတွေ့ခဲ့ပါတယ်စာရွက်ခေါက်ကိုဖွင့်ဖတ်ကြည့်ပြီးတော့မောင်ခွန်ကိုချစ်နေရသားနဲ့ခွန်ငွေတက်တွေကရုံးထွက်နိုင်မှာပဲနဲ့ဘာဖြစ်လို့များခွန်ကိုရွေးချယ်ခဲ့တာလဲယင်ဒီတစ်ခုတော့မောင်ဖြေပေးပါစားဖက်ပြီးနောက်ကျွန်တော်မျက်ရည်ဝဲလာတယ်ဒေစီပန်းတွေကိုမြင်တော့ပိုပြီးတော့စိတ်မကောင်းဖြစ်မိတယ်ခွန်ကသူနဲ့ကျွန်တော်မင်္ဂလာဆောင်ရင်ဒေစီဖွေးနေအောင်ပန်ပါလို့သူ့စိတ်ကလေးကြည်နေတဲ့အချိန်တိုင်းပြောမှုပါတယ်ခွန်စိတ်ကြည်နေတဲ့အချိန်ကလက်ချိုးရည်တွက်လို့ရတဲ့အထိရှားပါတယ်ကျွန်တော်တယောက်တည်းအပေါ်မှာပဲဆိုရင်ပေါ့ကျမငိုနေမောင်စီကမက်ဆေ့ဝင်လာတာနဲ့ကျမဖွင့်ဖတ်ကြည့်မိတယ် Live message ပါခွန်မောင်ခွန်ကိုချစ်တယ်ခွန်မျက်နှာကိုမေ့ထားလို့မရအောင်ကိုမောင်ချစ်ပါတယ်ဒါပေမဲ့ခွန်သိလားခွန်မှာမောင်ကိုအချိန်မရွေးစွန့်ပစ်ရတဲ့စိတ်ရှိနေတာကိုမောင်ကြောက်တယ်ဒါကြောင့်မောင်ခွန်ကိုရွေးချယ်ရေးခဲ့တာပါမောင်စီကမက်ဆေ့ကိုဖွင့်ဖတ်ပြီးတဲ့နောက်ကျမခက်မဲ့မဲ့ပြုံးရင်းနဲ့ရှင်နဲ့မချစ်တင်ခဲ့ဖြစ်ရင်ကအင်းလေတကယ်ချစ်ခဲ့ရတာနဲ့အမြဲတမ်းစိတ်မှာခေါင်းမာပြီးတော့အတ္တကြီးခဲ့တဲ့မိန်းမပဲအပြစ်ခံရတာတန်ပါတယ်